အခုတစ်ခေါက်မှာတော့ကျွန်တော်တို့ရဲ့အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကိုအမေရိကန်ရဲ့စစ်ရေးအရွေ့တွေပုံမတေချလာတာနဲ့အမျှဒါဟာမြန်မာနိုင်ငံအပါအဝင်ဒေသတွင်းနိုင်ငံတွေရဲ့မဟာဗျူဟာခင်းကျင်းကိုဘလို့ပြောင်းလဲသွားစေနိုင်မလဲဆိုတာပါပဲဘင်္ဂလားပင်လယ်အော်မှာရုတ်တရက်အားပြိုင်မှုတွေမြင့်တက်လာရတဲ့နောက်ွယ်ကအကြောင်းရင်းတွေကဘာတွေလဲမြန်မာစစ်အုပ်စုရဲ့လုပ်ရက်တွေကဒီအခြေအနေကိုဘလို့တွန်းပို့နေတယ်လဲဆိုတာကိုစိတ်ဝင်စားဖွယ်တင်ပြသွားမှာဖြစ်ပါတယ်အိန္ဒိယနိုင်ငံထုတ်The Economic Times သတင်းစာရဲ့ဖော်ပြချက်အရမကြာသေးခင်ကပဲဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့မဟာဗျူဟာအရေးပါတဲ့စစ်တကောင်းဒေသကိုအမေရိကန်လေတပ်ရဲ့ C-130J လို့ခေါ်တဲ့စူပါဟာဂျူလီတည်ယူပို့ဆောင်ရေးလေယာဉ်ကြီးဆင်းသက်ခဲ့ပါတယ်။ဒါဟာတာမန်ဆင်းသက်မှုတစ်ခုမဟုတ်ပဲဒေသတွင်းမှာအမေရိကန်ရဲ့စစ်ရေးလှုပ်ရှားမှုတစ်ခုအဖြစ်ရှုမြင်ခံနေရပါတယ်။ဘာကြောင့်လဲဆိုတော့ဘင်္ဂလားဒေ့ရှ်မှာမိုဟာမက်ယူနုစ်အစိုးရတက်လာပြီးနောက်ပိုင်းအမေရိကန်စစ်တပ်ရဲ့အဝင်ထွက်တွေတိတိတတ်တာများပြားလာတာကိုတွေ့ရလို့ပါပဲ။ Operation Pacific တို့တိုက်ကားလိုက်တဲ့နင်းတို့လိုပူးတွဲစစ်ရေးလေ့ကျင့်မှုတွေစက်တိုက်ပြုလုပ်ခဲ့ကြပြီးစက်တင်ဘာလ10ရက်နေ့ကဆိုရင်အမေရိကန်တပ်ဖွဲ့ဝင်120ခန့်ထပ်မံရောက်ရှိလာတယ်လို့သုတေသနအဖွဲ့တွေကအတည်ပြုထားပါတယ်။ဒီလိုအမေရိကန်တွေဝင်ရောက်လာမှုအားဘင်္ဂလားဒေ့ရှ်စစ်တပ်ကိုယ်တိုင်ကပူးတွဲစစ်ရေးလေ့ကျင့်မှုကလွဲရင်တခြားအကြောင်းပြချက်တွေနဲ့ဝင်လာမှာကိုစိတ်မသက်မသာဖြစ်နေတဲ့ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။တစ်ချိန်တည်းမှာပဲအရင်ဝန်ကြီးချုပ်ရှိတ်ဟာစီနာပြုတ်ကျခဲ့တဲ့လမ်းပေါ်တော်လှန်ရေးမှာအမေရိကန်ရဲ့ခြေရလက်ရမကင်းဘူးလို့ဆိုကြပါတယ်။စိတ်မာတင်ကျွန်းကိုအမေရိကန်စီလွှဲမပေးလို့ဖြုတ်ချခံရတာဆိုတဲ့ဆွဆွဲမှုတွေလည်းရှိနေခဲ့တာကဒီအရေးကိုပိုပြီးရှုပ်ထွေးလာစေပါတယ်။ဒါဆိုဘင်္ဂလားဒေ့ရှ်ကဘာကြောင့်အရင်ကအားကိုးခဲ့ရတဲ့တရုတ်ကိုကြောခိုင်းပြီးအမေရိကန်နဲ့ပိုနီးကပ်တဲ့ဆက်ဆံရေးကိုတိဆောက်လာရတာလဲအဓိကအကြောင်းရင်းနှစ်ခုရှိပါတယ်ပထမတစ်ခုကတော့တရုတ်စစ်လက်နက်ပစ္စည်းတွေရဲ့အရေးသွေးပေါ်အယုံကြည်ကင်းမဲ့လာတာပါ2018နဲ့2025ခုနှစ်တွေအတွင်းမှာတရုတ်နိုင်ငံထုတ် K8 နဲ့ F7 တိုက်လေယာဉ်တွေပြတ်ကျခဲ့ပါတယ်အထူးသဖြင့် F7 လေယာဉ်ဟာစာတင်ကျောင်းတစ်ကျောင်းပေါ်ပြတ်ကျခဲ့လို့ကျောင်းသား20လောက်သေဆုံးခဲ့ပြီး200လောက်ဒဏ်ရာရခဲ့တဲ့ဖြစ်ရပ်ဆိုးကြီးရှိခဲ့ပါတယ်။ဒါအပြင်တင်ကား3လက်နက်ခဲယမ်းတွေရေဒါတွေကလည်းအရေးအသွေးမပြည့်မီတာရောင်းချပြီးနောက်ပိုင်းဝန်ဆောင်မှုညံ့ဖျင်းတာတွေကြောင့်ဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာတရုတ်လက်နက်တွေနဲ့တော့ရှေ့ဆက်လို့မဖြစ်တော့ဘူးလို့ဆုံးဖြတ်လာပုံရပါတယ်။ဒုတိယအကြောင်းရင်းကတော့မြန်မာနိုင်ငံရဲ့ပြည်တွင်းမတည်ငြိမ်မှုတွေပါမြန်မာနဲ့အိန္ဒိယနယ်စပ်တွေမှာလက်နက်ကင်ပဋိပက္ခတွေအရှိန်မြင့်လာတာမြန်မာစစ်သားတွေမကြာခဏထွက်ပြေးဝင်ရောက်လာတာရိုဟင်ဂျာဒုက္ခသည်တွေထပ်ဝင်လာနိုင်တဲ့အရေးတွေကြောင့်သူတို့ရဲ့နယ်စပ်လုံခြုံရေးအတွက်အဆင့်မြင့်ပြီးယုံကြည်စိတ်ချရတဲ့စစ်ရေးအကူအညီကိုလိုအပ်လာတာပဲဖြစ်ပါတယ်တစ်ဖက်မှာလည်းဘင်္ဂလားဒေ့ရှ်ကအနောက်အုပ်စုဘက်ကိုတိုးကပ်နေချိန်မှာစစ်ကောင်းဆောင်မင်းအောင်လှိုင်ကတော့သူ့ရဲ့အာဏာတည်မြဲရေးအတွက်မြန်မာနိုင်ငံရဲ့ဗတ်မလိုက်နိုင်ငံခြားရေးမူဝါဒကိုစွန့်လွတ်ပြီးရုရှားနဲ့တရုတ်ကိုအတင်းဝင်ပေါင်းနေတာတွေ့ရပါတယ်။သူ့ရဲ့အဆင့်နဲ့မလိုက်တဲ့နျူကလ িয়ার ဖိုရမ်ကိုတက်ရောက်တာကာဇက်စတန်လိုနိုင်ငံမျိုးကိုအထူးလေယာဉ်နဲ့တွားရောက်တာတွေဟာသူ့ကိုထောက်ခံသူတွေအားရှိစေဖို့နဲ့နိုင်ငံတကာမှာလူရဝင်ကျင်တဲ့သူ့ရဲ့စိတ်ကိုပေါ်လွင်စေပါတယ်။ Forrest Gump ရဲ့အမေပြောသလိုပါပဲ။လူတစ်ယောက်ရဲ့အရေးသွေးကိုသူ့ရဲ့လုပ်ရက်တွေကတက်တည်ပြနေပါတယ်။ဒီလိုလုပ်ရက်တွေကိုအမေရိကန်ဘက်ကလည်းအသေးချာစောင့်ကြည့်နေပါတယ်။မင်းအောင်လှိုင်ရဲ့နျူကလ িয়ার ဖိုရမ်ခီးစဉ်ဟာမြန်မာနိုင်ငံနျူကလ িয়ার လက်နက်ရဖို့စိတ်ဝင်စားနေပြီဆိုတဲ့အိုဘားမားလက်ထက်ကတပ်ပြားဟောင်းကိုပြန်ဖွင့်ဖို့အကြောင်းဖန်လာစေခဲ့ပါတယ်။ဒါကြောင့်စက်တင်ဘာ25ရက်နေ့မှာအမေရိကန်ဟာမြန်မာစစ်အုပ်စုကိုလက်နက်တွေထောက်ပံ့နေတဲ့မြောက်ကိုရီးယားကုမ္ပဏီတွေနဲ့မြန်မာဂျာပွဲစားကုမ္ပဏီတစ်ခုကိုဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေထပ်လုပ်ခဲ့ပါတယ်။အရေးယူခံရတဲ့မြန်မာကုမ္ပဏီကတော့
လေတပ်အတွက်ကြားကနေဆက်သွယ်ဝယ်ယူပေးနေတဲ့တော်ဝင်ရှွန်းလက်ကုမ္ပဏီနဲ့တာဝန်ရှိသူတွေဖြစ်တဲ့ကျော်သူမျိုးမြင့်တင်မျိုးအောင်နဲ့အောင်ကိုကိုဦးတို့ဖြစ်ပါတယ်ဒီကြေညာချက်မှာမြန်မာစစ်အုပ်စုဟာအရက်ဖက်အဆောက်အုံတွေကိုလက်လွတ်စပယ်ပစ်ခတ်တိုက်ခိုက်နေတဲ့ဆိုတဲ့အချက်ကိုထူးထူးခြားခြားထည့်သွင်းဖော်ပြလာတာကိုတွေ့ရပါတယ်ဒီလိုအခြေအနေတွေဖြစ်နေချိန်မှာကျွန်တော်တို့မမေ့မလျော့သတိပြုသင့်တဲ့နောက်အကြောင်းအရာတစ်ခုကတော့ responsibility to protect လို့ခေါ်တဲ့ R2P မူဝါဒအနှစ်20ပြည့်သွားတဲ့အကြောင်းပါဒီမူဝါဒဟာအရက်သားပြည်သူတွေကိုအစိုးရရဲ့အကြမ်းဖက်မှုကနေကာကွယ်ဖို့ချမှတ်ခဲ့တာပါဒါပေမဲ့ R2P ဟာ2011ခုနှစ်လစ်ပြားရေးမှာတစ်ချိန်သာအသုံးချခံခဲ့ရပြီးအခုချိန်မှာတော့သူ့ရဲ့မူလရည်မှန်းချက်ပျောက်ဆုံးနေပါပြီ R2P ရဲ့မူလပိတုကတဦးဖြစ်တဲ့ကနေဒါနိုင်ငံသားရေးဝန်ကြီးဟောင်း Lloyd Ashworthy ကတော့အခု R2P ဟာနိုင်ငံကြီးတွေကသူတို့ရဲ့မဟာမိတ်နဲ့အကျိုးစီးပွားကိုကာကွယ်ဖို့အတွက်အဓိပ္ပာယ်ဖွင့်ဆိုနေကြပြီလို့ညှိတွားခဲ့ပါတယ်လုံခြုံရေးကောင်စီမှာအဆိုတစ်ခုတင်လိုက်တိုင်းရုရှားတရုတ်နဲ့အမေရိကန်တို့ကဗီတိုအာဏာသုံးပြီးအပြန်အလှန်ပယ်ချနေကြတာကြောင့် R2P ဟာလုံးဝအသက်မဝင်နိုင်တော့ပါဘူးဒါဟာဘာကိုပြနေလဲဆိုတော့နိုင်ငံတကာရဲ့ကြားဝင်ဆွတ်ဖက်မှုဆိုတာအားနည်းသူကိုကာကွယ်ဖို့ထက်အင်အားကြီးနိုင်ငံတွေရဲ့မဟာဗျူဟာမြောက်အကျိုးစီးပွားအတွက်သာဖြစ်လာနေတယ်ဆိုတဲ့အချက်ပါပဲဒီအဖြစ်အပျက်တွေကိုစူးစီးသုံးသပ်ကြည့်လိုက်ရင်ရှင်းလင်းတဲ့ရုပ်ပုံတစ်ချက်ထွက်ပေါ်လာပါတယ်မြန်မာစစ်အုပ်စုရဲ့ရုရှားတရုတ်နဲ့ပူးပေါင်းပြီးအာဏာတည်မြဲရေးကြိုးပမ်းမှုတွေဟာဒေသတွင်းမှာအင်အားချိန်ခွင်ရှာကိုပြောင်းလဲစေခဲ့ပါတယ်ဒီအပြောင်းလဲကိုတုံ့ပြန်ဖို့နဲ့တရုတ်ရဲ့ဩဇာကိုထိန်းချုပ်ဖို့အတွက်အမေရိကန်ဟာဘင်္ဂလားဒေ့ရှ်ကိုမဟာဗျူဟာမြောက်ခြေကုပ်တစ်ခုအဖြစ်အသုံးချလာပါတယ်ဘင်္ဂလားဒေ့ရှ်ကလည်းတရုတ်လက်နက်အပေါ်မကျေနပ်မှုနဲ့မြန်မာအရေးကြောင့်ဖြစ်လာတဲ့လုံခြုံရေးစိုးရိမ်မှုတွေကြောင့်အမေရိကန်နဲ့ပူးပေါင်းဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဘင်္ဂလားဒေ့ရှ်မှာအမေရိကန်ရဲ့စစ်ရေးတည်ရှိမှုဟာမြန်မာပြည်တွင်းရေးကိုတောင်မကဘင်္ဂလားပင်လယ်အော်တစ်ခုလုံးရဲ့အနာဂတ်ကိုပါပုံဖော်ပေးမယ်အရေးကြီးတဲ့အလှည့်အပြောင်းတစ်ခုဖြစ်လာနေပါတယ်ဒီအင်အားပြိုင်ဆိုင်မှုတွေကြားမှာမြန်မာနိုင်ငံသားတွေအတွက်ဘလို့အကျိုးသက်ရောက်မှုတွေရှိလာမလဲဆိုတာကတော့ကျွန်တော်တို့အားလုံးဆက်လက်ပြီးအနီးကပ်စောင့်ကြည့်ရမယ့်အခြေအနေတစ်ခုပဲဖြစ်ကြောင်းတင်ဆက်လိုက်ရပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမိတ်ဆွေတို့ရဲ့အမြင်တွေကိုလည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားဖို့ဖိတ်ခေါ်ပါတယ်နောက်ထပ်ဗီဒီယိုတွေအတွက်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာ